သည်ခွင်ဇိုရီယက်ဆိုင်းစ်များစတင်ပေါ်ပေါက်လာပုံကတော့လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးဘေဘီလုံခေတ်ကလေးကလူတွေဟာကောင်းငင်ရန်ကကျယ်ရီရဲ့တိနီယာကိုကြည့်ပြီးအချိန်ကာလကိုသတ်မှတ်ခဲ့ကြပါတယ်။ရှေးခေတ်လူတွေကမူလကတော့ဘယ်အချိန်မှမျိုးစေ့ချရမလဲဘယ်အချိန်မှရေကြီးမလဲဆိုတာကိုသိဖို့ကျယ်ရီကိုကြည့်ရကနေဒီပညာရက်ထွန်းကားလာတာပါ။နေဟာကဘာကိုပတ်နေတဲ့ရောင်မြင်ရတဲ့လမ်းကြောင်းကို12ပိုင်းအညီအမျှပိုင်းခြားလိုက်တာပါဒီနေရာမှာနေဟာကဘာကိုပတ်နေတဲ့ရောင်ဆိုတာနဲ့ပတ်သက်ပြီးမေးစရာရှိပါတယ်သိပ္ပံနည်းကျ astronomy အရာကဘာကနေကိုပတ်နေတာမှန်ကန်ပေမဲ့လည်းဘေဒင်ပညာ astrology မှာတော့ကဘာပေါ်ကလူသားတွေရဲ့အမြင်ကိုအခြေခံပြီးတွက်ချက်ပါတယ်ကျွန်တော်တို့ကဘာပေါ်ကနေမောက်ကြည့်တဲ့အခါနေဟာကောင်းကင်ယံမှာလမ်းကြောင်းတစ်ခုအတိုင်းရွေလန်းနေတဲ့ရောင်မြင်ရပြီးအဲ့ဒါကိုecliptic နက္ခတ်လမ်းကြောင်းလို့ခေါ်ပါတယ်။အဲ့ဒီနေမင်းကြီးဖြတ်တန်းသွားတဲ့ ecliptic နက္ခတ်လမ်းကြောင်းကို12ပိုင်းအညီအမျှခွဲလိုက်တဲ့အခါတစ်ပိုင်းကို30ဒီဂရီစီရှိတဲ့ရာသီခွင် zodiac signs 12ခုဖြစ်လာပါတယ်။အဲ့ဒီအပိုင်း12ပိုင်းထဲမှာရှိနေတဲ့ကျယ်အုပ်စုတွေကိုအခြေခံပြီးမိတ္တပြိတ္တာစတဲ့အမည်တွေကိုပေးခဲ့တာဖြစ်ပါတယ်။လူသားတယောက်ချင်းစီနဲ့ zodiac signs တွေဘလို့ဆက်ဆက်နေတယ်လဲဆိုရင်မိတ်ဆွေတို့မွေးဖွားလာတဲ့အချိန်နေ့ရက်နေရာဟာဇာတာခွင်လို့ခေါ်တဲ့ cosmic snapshot တစ်ခုနဲ့တူပါတယ်။မိတ်ဆွေမွေးဖွားလိုက်တဲ့အချိန်ခဏမှာနေလက်နဲ့တခြားဂျူတွေဟာကောင်းကင်ရဲ့ဘယ်နေရာမှာရှိနေတယ်လဲဆိုတာကမိတ်ဆွေရဲ့ဇာတာခွင်ဖြစ်လာပါတယ်။နောက်ပြီးအဓိကဆက်ဆက်တဲ့ sign 3ခုရှိပါတယ်။ဒါတွေကတော့နံပါတ်1 sun sign ကတော့မိတ်ဆွေရဲ့ပင်ကိုယ်စရိုက်ဖော်ပြတာဖြစ်ပါတယ်။နံပါတ်2moon sign ကတော့မိတ်ဆွေရဲ့စိတ်နဲ့စိတ်ထားကိုဖော်ပြတာဖြစ်ပါတယ်။နံပါတ်3 rising sign ကတော့မိတ်ဆွေရဲ့တွင်ပြင်လက္ခဏာကိုဖော်ပြတာပါ။ဒီ3ခုကိုပေါင်းဆက်ကြည့်လိုက်မှသာလူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်ကိုအနည်းဆက်ဆုံးမှန်ကန်အောင်ခံမှန်းနိုင်တာဖြစ်ပါတယ်။နောက်ပြီးရာသီခွင်တွေကိုမီးတေဇောဓာတ်မြေပထဝီဓာတ်လေဝါယောဓာတ်ရေအာဘောဓာတ်ဆိုပြီးဓာတ်စဉ်၄မျိုးခွဲထားပါတယ်။လရဲ့ဆွဲငင်အားကဒီရေကိုပြောင်းလဲနိုင်ရင်80ရာခိုင်နှုန်းနဲ့ဖွဲ့စည်းထားတဲ့လူသားတွေရဲ့စိတ်ခံစားချက်ကိုလည်းဂျိုသွားဂျိုလာတွေကလွှမ်းမိုးနိုင်တယ်ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။ဒီဆိုင်း၃ခုနဲ့ဓာတ်စဉ်၄မျိုးကိုနောက်ဗီဒီယိုမှာတေးသေးချာချာရှင်းပြပါမယ်။ရာသီခွင်တွေဟာလူတွေပေါ်ဘလို့တက်ရောက်တာလဲဆိုတာကတော့ဘေဒင်ပညာရဲ့အခြေခံမှုက as above so below ဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်။မိတ်ဆွေမွေးဖွားတဲ့အချိန်ခဏမှာကောင်းကင်ယံကဂျိုးရရဲ့ဒီနေရာကိုဆက်ဝိုင်းပုံစံနဲ့ရေးဆွဲထားတဲ့မြေပုံတစ်ခုလိုဖြစ်နေတဲ့အရာကိုဇာတာခွင်လို့ခေါ်ပါတယ်။စကြဝဠာကြီးထဲကစွမ်းအင်းတွေဟာအချင်းချင်းချိတ်ဆက်နေတယ်လို့ယူဆပါတယ်။ရာသီခွင်ဆိုတာမိတ်ဆွေကိုကန့်သက်ထားတဲ့ဘောင်းတစ်ခုမဟုတ်ပါဘူး။မိတ်ဆွေမှာရှိနေတဲ့အားသာချက်အားနည်းချက်တွေကိုနားလည်ပြီးဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့အထောက်အကူပြုတဲ့ဇာတာခွင်တစ်ခုသာဖြစ်ပါတယ်။အစအရာရာအဆင်ပြေလို့ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေလို့ဆန္ဒပြုလိုက်ပါတယ်နော်။